ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့တမိုင်းဝင်မှတ်တမ်းသစ်တွေကိုအာဂျင်တီးနားရဲ့ဝါရင်ကစားသမားကြီးလီယွန်နယ်မက်ဆီကဆက်လက်ဦးဆောင်ဆန်းသစ်နေပါတယ်။သူဟာအာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်ပွဲပေါင်း200ပြည့်မြောက်တဲ့နေ့မှာတင်မယုံနိုင်စရာစံချိန်တွေကိုတပြိုင်နက်တည်းရယူသွားခဲ့တာပါ။အသက်အကြီးဆုံးအချိန်မှာကမ္ဘာဖလားဟက်ထရစ်သွင်းယူနိုင်တဲ့ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့ဒါဟာမက်ဆီရဲ့ကမ္ဘာဖလားသက်တမ်းတစ်လျှောက်ပထမဦးဆုံးအကြိမ်ရရှိခဲ့တဲ့ဟက်ထရစ်လည်းဖြစ်ပါတယ်။လက်ရှိမှာမက်ဆီဟာကမ္ဘာဖလားတွင်ဂိုးအများဆုံးစံချိန်ရှင်ဂျာမနီရဲ့ကလိုဆေးရဲ့16ဂိုးစံချိန်ကိုပါလိုက်မိသွားခဲ့ပြီဖြစ်လို့နောက်ထပ်တစ်ဂိုးထပ်သွင်းနိုင်ရင်တော့တမိုင်းတစ်လျှောက်ဂိုးအများဆုံးဘရင်အဖြစ်တဦးတည်းစံချိန်တင်တော့မှာပါအသက်39အရွယ်ရှိပြီဖြစ်တဲ့မက်ဆီရဲ့ကစားဟန်ကိုကြည့်ရင်အရင်ကထက်ပိုပြီးပါနက်လာတယ်လို့ကွင်းတွင်းခေါင်းဆောင်မှုအပိုင်းမှာလည်းတိတိတတ်တာအားကောင်းလာတာကိုတွေ့ရပါတယ်။ကွင်းထဲမှာအသင်းဖော်တွေကိုလမ်းညွှန်ပြသပေးနေတယ်လို့ကွင်းပြင်ကရေတက်ဖြစ်တင်းချိန် hydration break တွေမှာလည်းနီးပြနဲ့အတူနီးစနစ်ပိုင်းတွေကိုတက်တက်ကြွကြွဆွေးနွေးတိုင်ပင်လေးရှိပါတယ်။တွင်းကိုတွေတင်မကအသင်းရဲ့ဗျူဟာပိုင်းထိပါဝင်ရောက်ဦးဆောင်နေတာကြောင့်အခုဆိုရင်အာဂျင်တီးနားအသင်းဟာမက်ဆီရဲ့အသင်းလို့တောင်တင်စားနေကြပြီးပရိသတ်တွေအတွက်တော့2014ကမ္ဘာဖလားကမက်ဆီရဲ့အရှိန်အဝါကိုပြန်မြင်နေရတယ်လို့ခံစားရစေပါတယ်။တစ်ဖက်မှာလည်းမက်ဆီရဲ့စံချိန်ကိုနောက်ကနေထက်ချက်မကွာချင်းချောက်လာတာကပြင်သစ်တိုက်စစ်မှုကီလီယန်အမ်ဘာပေပါပဲသူဟာစီမီဂေါနဲ့ပွဲစဉ်မှာ2ဂိုးထပ်မံသွင်းယူခဲ့တာကြောင့်ကမ္ဘာဖလားသွင်းဂိုးစုစုပေါင်း14ဂိုးအထိရှိလာခဲ့ပါပြီအမ်ဘာပေအနေနဲ့ကမ္ဘာဖလားဂိုးအများဆုံးစံချိန်ကိုမိဖို့နောက်ထပ်2ဂိုးပဲလိုပါတော့တယ်ဒါကြောင့်မို့လို့တိတ်မကြခင်အချိန်တွင်းမှာမက်ဆီနဲ့အမ်ဘာပေ2ယောက်ထဲကဘသူကကမ္ဘာဖလားတမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူနိုင်တဲ့စံချိန်တစ်ကိုအပိုင်သိမ်းသူဒါမှလဲဆိုတာတကယ့်ကိုရင်ခုန်စရာပါပဲ